လျှို့ဝှက်ချက်ကတော့အများကြီးမရှိပါဘူးဒီတိုင်းမှာပဲလှတော့ပါဘူးမသိပါဘူးမျိုးရိုးကြောင့်ထင်တာပဲမခိုင်လေးဟိုအမှန်တိုင်းပြောမယ်ဆိုရင်ဟို exercise ကလုပ်တော့လုပ်ပါတယ်ဒါပေမဲ့ yoga ဆိုလဲမစော့ဖြစ်တာနှစ်နဲ့တောင်ခြီသွားပြီအဲ့လိုမျိုးပေါ့နော်အရန်ကြီးတအားကြီးမစော့ဖြစ်ဘူးဟိုတိတိချာချာကြီးပေါ့နော် trainer တွေဘာတွေနဲ့တေချာမလုပ်ဖြစ်ဘူးဟိုပုံမှန်တော့နိုင်ဝက်လောက်ကတော့လမ်းလျှောက်တာတို့စပိန်စီတာဒီလောက်ပဲလုပ်ဖြစ်တာစားလည်းအရန်စားတယ်အခုနောက်ပိုင်းလေးဘာလဲဆိုတော့ကိုယ့်ဘဝမှာလည်းစားတာလေးတစ်ခုပဲအဆင်ပြေတာလေစားသိရမလားစိတ်ချမ်းသာစရာကျန်တာဘာမှအကြိုက်ကြီးမှမရှိတာအဲ့တော့အစားအသောက်ကလည်းမတ်တော့စားတော့စားတယ်အဲ့လိုပါပဲမျိုးရိုးရှိအရန်ကြီးမဝတ်တက်လို့ထင်ပါဟုတ်တော်တယ်အင်ဂျီတွေကတော့တော်တယ်များသောအားဖြင့်က10နှစ်15နှစ်ကြာလဲအဲ့အင်ဂျီပြန်ဝတ်လို့ရတယ်ဇာရာအဲ့လို TikTok တွေဆိုရင်လေသူပဲမေမေအဲ့ဒါ trend အဲ့ဒါလုတ်လိုက်အဲ့ဒါလုတ်လိုက်အဲ့ဒါ तू ပြောသမားတွေလုတ်နေရတာအဲ့ဒါတော့မှလေလုတ်ဆိုတာတွေမလုတ်ရတော်ပြီဆိုတာနဲ့အဲ့ဒါမလုတ်ဖြစ်ဘူး तू ပြောဆဲကတစ်ခါလုတ်တာပွဲတက်ကတော့ဒီ beauty world company ကလုတ်တဲ့ဒီ boss ကဘောပင်ရဲ့နှစ်30ပြည့်ပေါ့နော်ပွဲလေးပေါ့ဟုတ်အဲ့ဒါလေးတက်ရောက်ဖြစ်တာဟုတ်ငယ်ဘွားလေးတို့အမှတ်တရဖြစ်သွားတာပေါ့နော်အဲ့ဒီကအချိန်လေးတွေပြန်လွှမ်းသွားတာပေါ့အပေးယူကတော့အဲ့လိုပါပဲရိုက်လိုက်လို့ရှိရင်တော့လေဟိုအဲ့လိုအပေးယူကမျှသွားတာပဲကိုသားကြီးနဲ့ဆိုရင်ဒါအမှန်တမ်းပြောမယ်ဆိုရင်ဟိုကိုလွင်မိုးတို့ဘာလို့တော့မခင်ဘူးပေါ့နော်ဒါပေမဲ့လေဟိုအပြင်မှာသာအရန်ကြီးအဲ့လိုစကားတွေပြောပြီးမရင်းနေတာအဲ့လိုရိုက်ကွင်းရောက်သွားရင်ရိုက်ပြီဆိုတာနဲ့အရန်ဟိုအဲ့လိုမျိုးအပေးယူတွေမျှသွားပြီးတော့အဲ့လိုမျိုးအဆင်ပြေသွားအောင်အေးတာနဲ့တော့မဆိုင်ဘူး तू ကမလီအလုံးလုံးကြီးကြတော့အရန်တိကျပြီးအရန်ဟိုတော်တာလေဘာလာထောင်းတယ်လို့ဆိုတော့ဟာတာရော drama ရောနောက်ကြော်ညာနေမှာပါ तू ကအရန်ကောင်းတယ်လို့ဆိုတော့ပြောစရာမလိုပါဘူးဟုတ်အရန်ကြီးတော့လဲဟိုကိုကလည်း fashion မင်းသမီးမဟုတ်ဘူးဆိုတော့ဒီလောက်ကြီးတော့လဲဟိုတအားကြီးတော့မပြင်ဆင်ပါဘူးဒါပေမဲ့ဟိုဝါသနာတော့ပါတယ်ဘာပြောမိန်းကလေးဆိုတော့လေအလှပါတော့ကြိုက်တာပေါ့နော်အဲ့တော့ပွဲတစ်ပွဲသွားမယ်ဆိုအခုဒီမှာဆိုအနီဝတ်လို့ရတယ်အနီရင်လေးတွေဝတ်ပေးပါအဖြူဝတ်လို့ရတယ်သူ့ရဲ့ dress code ပါတယ်ဆိုတော့ဒီပေါ်မှာအယောင်လေးရွေးပြီးတော့ designer နဲ့ပေါ့အခုတော့အကုန်လုံးကလည်းအဲ့လိုပဲလိုက်ရှာကြတာပါပဲ Pinterest တို့ဘာလို့ပါလဲအဲ့ဒါတွေကြည့်ပြီးတော့အဆင်ပြေမဲ့ဟာလေးပေါ့ကိုယ့်အရွယ်နဲ့လည်းလိုက်ပြီးအရန်လည်းမကက်လက်တဲ့ဟာလေးကိုဝတ်လိုက်တာပေါ့နော်လျှို့ဝှက်ချက်ကတော့အများကြီးမရှိပါဘူးဒီတိုင်းမှာပဲလှတော့ပါဘူးမသိပါဘူးမျိုးရိုးကြောင့်ထင်တာပဲမခိုင်လေးဟိုအမှန်တိုင်းပြောမယ်ဆိုရင်ဟို exercise ကလုပ်တော့လုပ်ပါတယ်ဒါပေမဲ့ yoga ဆိုလဲမစော့ဖြစ်တာနှစ်နဲ့တောင်ခြီသွားပြီအဲ့လိုမျိုးပေါ့နော်အရန်ကြီးတအားကြီးမစော့ဖြစ်ဘူးဟိုတိတိချာချာကြီးပေါ့နော် trainer တွေဘာတွေနဲ့တေချာမလုပ်ဖြစ်ဘူးဟိုပုံမှန်တော့နိုင်ဝက်လောက်ကတော့လမ်းလျှောက်တာတို့စပိန်စီတာဒီလောက်ပဲလုပ်ဖြစ်တာစားလည်းအရန်စားတယ်အခုနောက်ပိုင်းလေးဘာလဲဆိုတော့ကိုယ့်ဘဝမှာလည်းစားတာလေးတစ်ခုပဲအဆင်ပြေတာလေစားသိရမလားစိတ်ချမ်းသာစရာကျန်တာဘာမှအကြိုက်ကြီးမှမရှိတာအဲ့တော့အစားအသောက်ကလည်းမတ်တော့စားတော့စားတယ်အဲ့လိုပါပဲမျိုးရိုးရှိအရန်ကြီးမဝတ်တက်လို့ထင်ပါဟုတ်တော်တယ်အင်ဂျီတွေကတော့တော်တယ်များသောအားဖြင့်က10နှစ်15နှစ်ကြာလဲအဲ့အင်ဂျီပြန်ဝတ်လို့ရတယ်အဲ့ဒါကတော့လေဟိုဘယ်လိုခေါ်မလဲချစ်တဲ့မျက်စိနဲ့ကြည့်နေလို့လေမခိုင်လေးကိုအခုတိလူတွေကလှတယ်နှုတယ်ဆိုတာအဲ့ဒါချစ်နေလို့ပေါ့နော်ဟိုအခုတိပေါ့နော်လူနေတွေပါသွားတယ်ဆိုတော့ကိုယ့်အသက်ကြီးတောင်ကြီးနေတာတောင်မှမပုတ်ကျွတ်လေးလို့ခေါ်နေတော့မဲ့ပေါ့နော်အဲ့လိုမျိုးအခုဒီ boss ဘောပင်ကဒီ producer ကြီးနဲ့ပြန်တွေ့တော့လေလေသူတို့ကကိုယ့်ကိုလေးစိတ်ထဲမှာအဲ့လိုပေါ့သူအရင်တော့ကလေးလိုပဲသူတို့အဲ့လိုပဲသူတို့မြင်နေတာကွာသိလားမင်းသမီးလေးပေါ့အမေရိကန်မင်းသမီးတအားကြီးနေအဲ့တော့ပြန်ပြီးတော့လဲဟိုတတိယစရာလေးတွေဖြစ်တာပေါ့နော်အမားတို့အရင်ခေတ်ကကြော်ညာလေးတွေကြတော့ဟိုဒီဘက်ခေတ်နဲ့မတူဘူးအဲ့ဒီပိုင်ရှင်တွေ producer တွေနဲ့ပို့ပြီးတော့ရင်းနှီးတယ်ဒီဘက်ခေတ်ကြတော့မခိုင်တို့တွေကဒီ client နဲ့ဓာတ်ရိုက်ဆက်သွယ်တာရှားသွားတာပေါ့နော်ဒီဂျားတွေက agency တွေနောက်ပြီးကြတော့ဒီ manager တွေကနေတဆင့်ပြောကြတာဆိုတဲ့ခါကြတော့အခုအရင်တော့က producer တွေဆိုတာအရင်ရင်းနေတာမိသားစုလိုပဲအဲ့လိုရိုက်ရင်လဲတန်တယ်မင်ပေါ့နော်အဲ့လိုလေးရိုက်ဖြစ်တယ်ဝက်စားလေးတွေကအစဆွေးနွေးတယ်တိုင်ပင်တယ်ဟိုဘာမဆိုလေအဲ့လို TikTok တွေဆိုရင်လေသူပဲမေမေအဲ့ဒါ trend အဲ့ဒါလုတ်လိုက်အဲ့ဒါလုတ်လိုက်ဆိုအဲ့ဒါပွဲသွားကန်ဒီ New Year ပွဲသွားမယ်ပေါ့နော်လူဖို့တယ်လာဖို့အဲ့ဒါကိုသူကဟဲ့မေမေတဲ့အဲ့ဒါလေးကလည်းဘာကုတ်လေးလဲဇာရာကုတ်လေးဟဲ့ဒီတစ်ခေါက်ဝယ်လာဟာဆိုပဲမေမေကအကုန်လုံးကဇာရာဖြစ်နေမေမေအခု trend လေးချင်လုတ်တယ်ပါလားတဲ့အဲ့ဒါဇာရာလောက်လေးဆိုတော့လေအရင်အကြွားကြီးမဖြစ်ဘူးပေါ့နော်အရင် brand ကြီးမှမဟုတ်တာနော်အဲ့တော့လေအေးလုတ်လိုက်တာပေါ့သူသင်ပေးတာအဲ့ဒါလုတ်တယ်အဲ့လိုအဲ့ဒါ तू ပြောသမားတွေလုတ်နေရတာအဲ့ဒါတော့မှလေလုတ်ဆိုတာတွေမလုတ်ရတော်ပြီဆိုတာနဲ့အဲ့ဒါမလုတ်ဖြစ်ဘူး तू ပြောဆဲကတစ်ခါလုတ်တာဟိုအရင်ကတည်းကလုတ်တာပါအရင်ကလို့မခိုင်ရအဲ့လိုသူတို့အဲ့လိုမျိုးတဲ့ဒါဇာရာဒါကကြတော့အဲ့လိုမျိုး handmade ဒါကကြတော့ဒီမြန်မာပြည်ပြည့်အဲ့လိုမျိုးအကုန်ပြောတာသူတို့အဲ့လိုမျိုးပေါ့ဟို brand ရယ်မဟုတ်သူတို့ဝတ်ထားတဲ့ဟာတွေကိုခေါင်းစာခြေစုံပြောပြတာပေါ့အဲ့ဆိုမခိုင်ကြတော့လဲအဲ့မှာဟို
တော်သွားကန်ဒီသူ့ကိုစောင့်နေနေအားနေတော့မမေတဲ့ရိုက်လိုက်ပါလားပေါ့နော်မမေဝတ်ထားလေးတွေကလည်းအကုန်လုံးကလည်းဇာတာတွေဖြစ်နေတယ်ပါမထင်မပန်းနဲ့ဖြစ်သွားတော့ရိုက်လိုက်တယ်မခိုင်ကိုခုချိန်ကြီးလည်းအားပေးနေကြတဲ့ပြည်သက်ကိုတကယ်ကိုမခိုင်လေးကျေးဇူးတင်ပါတယ်ဟိုဘာပဲမခိုင်ကိုလေအမြဲတမ်းဘာပဲလုပ်လို့ချက်တဲ့မျက်စိလေးနဲ့ကြည့်ပေးရတဲ့အတွက်လည်းအများကြီးကျေးဇူးလည်းတင်ပါတယ်ချက်လည်းရမ်းချက်ပါတယ်ဒီ boss ကလည်းနှစ်30ရာနေပြီးနှစ်ပေါင်းများစွာဆက်လက်ပြီးတော့အောင်မြင်ပါစေလို့မခိုင်လေးဆုတောင်းပေးပါတယ်ရှင်